မင်္ဂလာပါတော်တာလင်းပါဒီဗီဒီယိုလေးမှာတော့ကျွန်တော် online ဆေးကန်းကြည့်ပေးဖြစ်နေတဲ့တခြားမှာကျွန်တော်ကြည်လာပြကြတယ်ပေါ့နော်ဝက်ချန်လူနာတွေရဲ့အတွေ့အကြုံလေးကို sharing လုပ်ပေးမှာပဲဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုကိုအမြဲတမ်းကြည့်နေတဲ့ follower လေးတွေအတွက်လည်းအကျိုးရှိမယ်လို့ယုံကြည်လို့ sharing လုပ်ပေးတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရှီလာပြကြတဲ့ဝက်ချန်လူနာလေးတွေကိုရေပူရအဖြစ်ခွဲချမ်းစိတ်ဖြာကြည့်လိုက်ရင်ပေါ့နော်လူ2မျိုးနှစ်စားရှိတယ်ပထမတစ်မျိုးကတော့သူတို့စားပေါက်တုန်းကတော့ဝက်ချန်လေးက mild acne ပဲပေါ့နော်ဆိုလိုချင်တာကသူတို့မှာစားဝက်ချန်လေးတွေကအလုံး20အောက်ပဲထွက်မယ်ရောင်ရမ်းဝက်ချန်လို့ခေါ်တဲ့အနီဖူးပြည်ဖူးဝက်ချန်လေးတွေက15လုံးအောက်ပဲရှိတယ်ပေါ့နော်ဒါပေမဲ့ဘာဖြစ်လို့ကျွန်တော်ရှိရောက်လာကြလဲဆိုရင်သူတို့က line ပေါ်မှာပေါ့နော်ဝက်ချန်တက်တာတယ်အမဲစဲတက်တာတယ်ဆိုတဲ့ကြော်ညာကောင်းတဲ့ product လေးတွေသုံးပြီးတယ်ပြီးတော့ဈေးတက်တာလို့ဆိုပြီးဝယ်သုံးမိလိုက်တဲ့အချိန်မှာ mild acne ကနေ moderate acne အဆင့်ထိရောက်သွားလို့ကျွန်တော်ရှိလာပြရတာဖြစ်တယ်ပေါ့နော်ဒါတခုအရေးကြီးတယ်တတိထားဖို့လိုတယ်ပေါ့နော်ဆိုတော့ skin care product ကိုကြော်ညာကောင်းတိုင်းဈေးတက်တာတိုင်းရှောက်ရှောက်မသုံးမိဖို့အရေးကြီးပါတယ်ဥပမာပြောရမယ်ဆိုရင်ကိုကစပေါက်တဲ့ချိန်မှာဝက်ချန်အခြေအနေကမဆိုးရင်ပေါ့နော် skin care မှန်အောင်ရွေးချယ်မယ်စိတ်ချရတဲ့ brand တွေကဆိုရင်ကိုယ့်ရဲ့အသားရည်ကအစီပြန်တယ်အစီဘူးဝက်ချန်ထွက်တတ်တဲ့အသားရည်ဆိုရင် Bioderma တွေက CBN series အစိမ်းအောင် series လေးသုံးရင်အဆင်ပြေသွားနိုင်တယ်ပေါ့နော်ပြီးတော့ရောင်ရမ်းဝက်ချန်တွေကိုတိုးဖို့အတွက်ဆိုရင်ကျွန်တော်တို့ benzoyl peroxide လိုမျိုး gel လေးတွေပြီးတော့ဥသက်ဆေး gel လေးတွေတိုးလိုက်တာနဲ့တက်တာသွားကြတာများပါတယ်ခင်ဗျဒုတိယလူအမျိုးအစားကတော့ hormone နဲ့ acne ပေါ့နော် hormone acne ပေါက်တဲ့လူတွေပါတော်တော်များများ complain လာတာပေါ့နော်ဆရာသမီးရဲ့မျက်နှာမှာဝက်ချန်ကဘယ်တော့မှမပြတ်ဘူးဖြစ်နေတယ်ပေါ့နော်ထွက်လာလိုက်ပြီးရင်ခဏပျောက်သွားလိုက်ပြီးရင်ပြန်ပြီးထွက်လာလိုက်ဖြစ်နေတယ်ပေါ့နော်ကျွန်တော်ကြည့်လိုက်တော့သူတို့ဝက်ချန်ပေါက်တဲ့ pattern လေးကပေါ့နော်ဒီ lower face မျက်နှာအောက်ပိုင်းအထူးသဖြင့်မေးစီတွေမေးရိုးတွေဒီပါးတွေမှာပေါက်တယ်ပေါ့နော် history ပြန်မေးကြည့်လိုက်တော့လေသူတို့က menstrual cycle ပေါ့ menstruation လာကန်နီးဆိုရင်ပိုပြီးမှပေါက်တယ်ဆိုတဲ့ history လေးတွေရှိတယ်ဆိုတော့ဒါမျိုး hormone နဲ့ acne ဆိုရင်တော့ hormone အပြောင်းအလဲကြောင့်အမြဲတမ်းထွက်လိုက်ပျောက်လိုက်ထွက်လိုက်ပျောက်လိုက်ဖြစ်နေတော့ hormone level လေးညင်တော့အောင်ကျွန်တော်တို့ hormone တောက်စီလေးညှိုးပေးလိုက်ရင်အဆင်ပြေသွားကြတာများပါတယ်ဒါမှမဟုတ်ကိုကမသိပဲနဲ့ပေါ့နော်ဒီဝက်ချန်အတွက်သုံးလို့ရတဲ့ skin care တွေဆေးတွေပဲလိမ့်နေမယ်ဆိုရင်တော့လေထိရောက်မှုမရှိတာလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါကြောင့်မို့ကိုဝက်ချန်ပေါက်ပြီဆိုရင်ကျွန်တော်ရှေ့ဗီဒီယိုထဲမှာလုတ်ပေးထားတယ်ပေါ့နော်ဝက်ချန်အမျိုးအစား5မျိုးရှိတယ်ဝက်ချန်အဆင့်ဘယ်အဆင့်မှာရောက်နေလဲဆိုတာလေးကိုပါကိုနည်းနည်းလေးချင့်ချိန်ကြည့်ပြီးပေါ့နော်ဘယ်ချိန်မှာဆရာဝန်ပြရမလဲဆိုတာလေးစဉ်းစားစေချင်တယ်ဘယ်ချိန်မှာကိုက skin care လေးနဲ့လိမ်စေးလေးကိုကိုပါကိုချင့်ချိန်လေးသုံးလိုက်ရင်အဆင်ပြေသွားနိုင်မလဲဆိုတာကိုသိဖို့အရေးကြီးပါတယ်နောက်ဗီဒီယိုမှာတော့ကျွန်တော်ဝက်ချန်အတွက်လိမ်စေးလေးတွေကိုနီးမှန်လမ်းမှန်ဘယ်လိုလိမ်လို့ရလဲဆိုတာလေးဆက်ပြောပြမယ်နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့ပဲကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာဆက်ပြီးတွေ့ကြပါမယ်တတား